ငါမိကြမ်းမနဲ့ပျောက်လို့ငါလိုက်ရှာတာနင်ဖြူလုံးနဲ့နှစ်ပတ်သွားနာလားဟမ်ရိုးရိုးလောက်ကောင်းပါလေရနော်မြောက်လေးတွေတိုက်လာလိုက်မိုးတွေချိန်လိုက်မိုးတွေရွာလိုက်ဟိုတော့သကြီးချက်ခိုးစားတယ်လို့တော့ဖြစ်ပြီသကြီးကနာလီကာလေးတကောင်မွေးတာကြက်သွားခူနာလီကာမြင်နေချက်စားမနေ့ရောက်တော့ကြက်ပြောက်တဲ့အရင်သကြီးကြောက်ကြက်ညခိုးသွားတယ်အဲ့ဒါလားတိုင်တာဘယ်သူမှမသိဘူးမှုဖွင့်ခိုင်းတာပေါ့အဲ့ဒီနာလီကာထပြောအာညသကြီးကြက်ခိုးလာတာလို့ပြောတယ်ချက်စားတာနာလီကာစကားတက်တော့နားလေတော့ပြောတော့တကြီးကချက်ချင်းအေးနောက်နေ့မှစင်မယ်ပေါ့ပြောမယ်စကားဒီနေ့ကတော့ရုံးပိတ်တယ်ပေါ့ဒါပဲပေါ့နာလီကာတကြီးကဒီကောင်ငါချက်ခိုးစားတာကိုရှာရှိပြီးပြောရမလားမန်ဘုံထဲကိုထည့်တယ်ဘောကနေရေဒီလောင်းဓမီနဲ့ထိုးကြည့်လိုက်မန်ဘုံကြီးကိုဘုံနဲ့ရိုက်လိုက်ရေဒီလောင်းလိုက်နာဘုံကြီးတီးလိုက်ဓမီနဲ့ထိုးကြည့်လိုက်မနက်ကျတော့ကြက်ပြောက်တဲ့အင်ရလူကလာရောတဲ့ကဲမှုစစ်မယ်ပေါ့ဒါလိကမနေ့ကနင်းကြက်သကြီးခိုးစားတယ်လို့ပြောတာဟုတ်လားလို့တကယ်လားလို့မိတော့ဒါလိကညာမိုးကြိုးတွေလည်းပြစ်တယ်မိုးတွေလည်းရွာတယ်လျက်စီးတွေလည်းလက်တယ်ငါဘာမှမသိတော့ဘူးခုလဲရာသီဥတုကဒါလိကလို့ဖြစ်ငါဘာမှမသိတော့မိုးကချိန်လိုက်ရွာလိုက်နေရပူလိုက်အဲ့လိုဖြစ်နေပြီရွာတွေကဟယ်လိုနဲ့မိုက်ကြီးနဲ့អော်ရင်လဲကြေးရတယ်ဗျစိုင်းတန်နေမင်္ဂလာဆောင်ကစပ်ဖွင့်တာတွေကထိန်ဖွင့်တာတွေကုန်ကြရတယ်ဗျတိတ်မဝေးဘူးလေဗျအဲ့လိုတွေပါဆုံးနေမောင်မဲမိုးကောင်းတို့စီမသွားဘူးလားမိုးကောင်းအောင်မိုးကောင်းနဲ့မိုးကျိုးနဲ့အာချီနိုမိုတိုနဲ့ပဲကြည်ရတယ်နော်အဲ့နဲ့သုံးကဘုံကြောင်ရောက်သွား